ကယ်တော့တစ်ဖက်လူကိုပြောင်းလဲပေးဖို့ကြိုးစားနေတာကြောက်ခဲကိုရေလောင်းပြီးအပင်ပေါက်လာအောင်စောင့်နေတယ်လို့ပါပဲဘလောက်ပဲကြည့်ဆိုင်ဘလောက်ပဲမြစ်တာတွေပေးအဲ့ဒီကြောက်ခဲကအပင်ပေါက်လာမှာမဟုတ်တယ်လို့ပြောင်းလဲခြင်းစိတ်မရှိတဲ့သူတယောက်ကိုလည်းတင်ဘတော်မှပြောင်းလဲပေးလို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့တွေဟာတခါတလေငါမြစ်တာလဲဆိုရင်တော့သူပြောင်းလဲသွားမှာပါဆိုတဲ့အတ္တလေးနဲ့ပြောင်းလဲပေးဖို့ကြိုးစားတတ်ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့လူတယောက်ရဲ့စိတ်နေစိတ်ထားဆိုတာအတွင်းဘက်ကနေပဲဖွင့်လို့ရတဲ့တကားတစ်ချက်လိုမျိုးပါသူကိုယ်တိုင်ဆွဲမဖွင့်တဲ့၍တဲ့အပြင်ကနေဘလောက်ပဲတွန်းဘလောက်ပဲခောက်လန်ကားပါပဲတင်သူတို့ကိုပြောင်းလဲပေးဖို့ကြိုးစားလေတင်မဲစိတ်ပန်းလူပန်းဖြစ်ရလေပါပဲနောက်ဆုံးမှာတင်ရလိုက်တာကသူတို့ရဲ့ပြောင်းလဲမှုမဟုတ်ပဲတင်ရဲ့စိတ်ပြတ်မှုနဲ့အားအိမ်ကုန်ခန်းမှုတွေပဲဖြစ်နေတတ်ပါတယ်။ဒါကြောင့်တစ်ဖက်လူကိုပြောင်းလဲပေးဖို့ကြိုးစားနေမယ်စားအဲ့ဒီအားအိမ်တွေကိုကိုပိုကောင်းအောင်လုပ်ဖို့ပဲအသုံးချလိုက်ပါ။တစ်စုံတစ်ယောက်ကတင့်အတွက်မကောင်းဘူးဆိုရင်သူ့ကိုပြောင်းလဲဖို့မကြိုးစားပါနဲ့။သူ့စီကနေပဲရုံးထွက်ဖို့ပဲကြိုးစားလိုက်ပါ။တင်ပြောင်းလဲပေးလို့ရတဲ့တူရီတော်သူဟာမှန်ထဲမှာမြင်နေရတဲ့တင့်ကိုယ်တင်မဲဖြစ်ပါတယ်